ရွတ်လိုက်အဲ့တော့ရုပ်ခါနီးမှာဘာလို့ရမလဲဆိုတဲ့အခါကျတော့ရေကိုအရင်ချိုးလိုက်ပေါ့နော်ရေချိုးပြီးတော့မှကိုနှစ်တက်ဝက်ကလေးတွေဝေ့ပြီးတော့မှဒီနတ်ကောင်းနှက်မြတ်တွေကိုအရင်ပင်လိုက်မမြတ်တဲ့ပုဂ္ဂိုလ်တွေပေါ့နတ်ကောင်းနှက်မြတ်နဲ့မမြတ်တော့တတ္တဝါပေါင်းတို့နာမည်ခေါ်ပြီးပင်နိုင်ရင်တော့အကောင်းဆုံးပေါ့နော်ကိုယ်ဆောင်နာအိမ်ဆောင်နာလမ်းဆောင်နာမျိုးဆောင်နာတန်တရာဆက်ဆက်ကယနေ့ရှိခုတိုင်းတော်ဆက်ခဲ့သောမြေအောင်ဖောင်းဆွေအောင်မျိုးအောင်အပေါင်းတို့ဖျားပြီးတော့ဒီဝတ္တပတိကာရနဲ့အထာဏမေတံကာရတို့ကိုရွတ်ဖတ်ပူဇော်ပါတော့မယ်နာယူံဖိတ်ခေါ်အပ်ပါတယ်ဆိုပြီးတော့မှပင်လိုက်ပင့်ပြီးလို့ရှိရင်နောက်နံပါတ်2အနေနဲ့ရွတ်ပြီးလို့ရှိရင်နံပါတ်3အနေနဲ့နိဗ္ဗာန်ကိုဆုတောင်းဖျားပြီးတော့ဒီဝတ္တပတိကာရနဲ့အထာဏမေတံကာရကိုရွတ်ဖတ်ပူဇော်သောကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေဆိုဆုတောင်းပြီးတဲ့အခါကျမှနံပါတ်4အနေနဲ့သစ္စာဆိုနော်ဖျားပြီးတော့ဒီဝတ္တပတိကာရဟို108ခေါက်အထာဏမေတံကာရကို9ခေါက်ရွတ်ဖတ်ပူဇော်ပြီးပါပြီဤသစ္စာစကားမှန်ကန်ပါကဖျားပြီးတော့ကြုံတွေ့နေရသောအခက်အခဲများပြေပြောက်ပါစေတည်းဆိုပြီးတော့မှသစ္စာဆိုလိုက်နော်သစ္စာဆိုပြီးတော့အခါကျတော့နံပါတ်5အမြတ်တမ်းပေးဝေနော်ဖျားပြီးတော့ဒီဝတ္တပတိကာရနဲ့အထာဏမေတံကာရကိုရွတ်ဖတ်ပူဇော်သောကုသိုလ်ကောင်းမှုအဖို့ပါကကိုဆောင်နာ၎င်းအိမ်ဆောင်နာ၎င်းလမ်းဆောင်နာ၎င်းမျိုးဆောင်နာ၎င်းနော်တန်တရာဆက်ဆက်ကတော်ဆက်ခဲ့တော့မြေအောင်ဖောင်းဆွေအောင်မျိုးအောင်အပေါင်းတို့က၎င်းအမြပေးဝေငှပါပြီဆိုပြီးတော့မှအမြပေးဝေနောက်အမြပေးဝေပြီးကမှနံပါတ်6အနေနဲ့နှကောင်းနှမျက်နဲ့မမြတ်တဲ့တတ္တဝါတွေကိုပြန်ပို့တဲ့ခါမှလည်းပဲဒီဝတ္တပတိကနဲ့အထာဏမေတံကာရကိုရွတ်ဖတ်ပူဇော်ပြီးပါပြီနှကောင်းနှမျက်နဲ့မမြတ်သောတတ္တဝါပေါင်းတို့ကိုယ်နေရာကိုယ်ဒေတာကိုပြန်လို့ရပါပြီဆိုပြီးတော့ပြန်ပြီးတော့မှပို့လိုက်အဲ့တော့အဆင့်ဘယ်နှဆင့်လဲ6ဆင့်ပေါ့နော်အဲ့တော့မယုတ်ခင်နှကောင်းနှမျက်နဲ့မမြတ်တဲ့တတ္တဝါတွေပင့်နှစ်ကရွတ်နောက်နံပါတ်3ကနိဗ္ဗာန်ကိုဆုတောင်း4ကသစ္စာဆို5ကအမြပေးဝေနောက်နံပါတ်6ကနှကောင်းနှမျက်နဲ့မမြတ်တဲ့တတ္တဝါတွေကိုပြန်ပို့နော်ဒါဒီလိုအဲ့ကုသိုလ်6မျိုးကိုမှန်မှန်လုပ်သွားပါနော်အဲ့ဒီကုသိုလ်6မျိုးကိုသာမှန်မှန်လုပ်သွားအဲ့တော့တလားပြည့်တဲ့ကကိုယ့်ကိုပြန်သုံးသပ်ကြည့်နော်စီးပွားရေးကျန်းမာရေးလူမှုရေးဘာတွေထူးခြားလာတယ်ဆိုတာကိုယ့်ကိုပြန်သုံးသပ်ကြည့်တခုတော့ထူးခြားလာပြီမယ်နောက်ဆုံးတရားနာပြည့်တဲ့နော်အဲ့တော့ရေချုပ်ခန်းထဲဝင်ပြီးတော့မှကိုယ့်မျက်နှာကိုမှန်နဲ့ပြန်ကြည့်လိုက်တလားပြည့်တဲ့ကပြန်ကြည့်လိုက်ထူးခြားလာလိမ့်မယ်နော်မျက်နှာလေးကဘာဖြစ်လာမှာတော့ကြည်ဝင်းလေးနဲ့ဖြစ်လာမှာနော်အဲ့တော့ကုသိုလ်ရဲ့တဘောကမျက်နှာကြည့်ရာဟင်းဖက်ပါတယ်နော်ဒီနေရာမှာပုဂ္ဂိုလ်2မျိုးကိုမှတ်ထားရတော့နော်ကုသိုလ်ပါရမီပါခဲ့တဲ့လူရဲ့ကုသိုလ်ပါရမီမပါခဲ့တဲ့လူရဲ့အဲ့ဒီပုဂ္ဂိုလ်2ယောက်ဟာသူကကုသိုလ်ကောင်းမှုတစ်ခုကိုအတူတူလုပ်တယ်ပြိုင်တူလုပ်တယ်ကုသိုလ်ကအတူတူပဲဒါပေမဲ့ကုသိုလ်ပါရမီပါခဲ့တဲ့လူကြတော့ညံ့ညံ့ကျိုးပေးတယ်ကုသိုလ်ပါရမီမပါခဲ့တဲ့လူကြတော့ဖြည်းဖြည်းပဲကျိုးပေးတယ်ကိုကဒါလေးကိုသဘောပေါက်ထားနော်အဲ့တော့ဒီလိုပဲအကုသိုလ်မှာလည်းပဲအဲ့ဒီအတိုင်းပဲကုသိုလ်ပါရမီပါခဲ့တဲ့လူရဲ့မပါခဲ့တဲ့လူရဲ့အကုသိုလ်တစ်ခုကိုအတူတူလုပ်လို့ရှိလို့ရှိရင်ဒီကုသိုလ်ပါရမီမပါခဲ့တဲ့လူကချက်ချင်းကျိုးပေးတယ်ကုသိုလ်ပါရမီပါခဲ့တဲ့လူကတော့တော်တော်နဲ့အကျိုးပေးခွင့်မတာဘူးเนาะအဲ့တော့ပြောချင်တာကကုသိုလ်ပါရမီပါခဲ့တဲ့လူရဲ့မပါခဲ့တဲ့လူရဲ့ကွာတယ်เนาะကိုကဘယ်လိုသဘောမှလဲသိခွင့်ရပါမလားမရဘူးเนาะအဲ့တော့ကဲဂျိုးဖြူရေတဲကိုစားတပိတ်တာကြလို့ဘာဖြစ်မှာတော့ဘာမှဖြစ်ဘူးเนาะရေအိုးတိုးတဲ့ကိုတော့တောက်ရေအိုးတဲ့ကိုစားတပိတ်တာကြရင်တော့ဘာဖြစ်မှာတော့ငန်းသွားမှာအဲ့တော့ကိုကရေများဖို့လိုတာလားစားများဖို့လိုတာလားရေများဖို့လိုတယ်เนาะရေများဖို့လိုတယ်ကို့မှာရေများနေလို့ရှိရင်တောင်းစားကြအောင်တော့ ਨੇ ဘာဖြစ်မှာတော့ဘာမှဖြစ်ပါဘူးเนาะအဲ့တော့ရေများဖို့လိုတယ်စားတွေများနေပဲဆိုလို့ရှိရင်တော့ဘာဖြစ်တော့မှာတော့ငန်းတူးကုန်တော့မှာပဲเนาะအဲ့တော့ရေများဖို့အရေးကြီးတယ်လူရင်းကတော့ကံကိုပြုတ်ပြင်းပြီးတော့မှယူလို့ရတယ်เนาะအဲ့တော့အတိတ်ကကိုကဘာတွေပြုတ်ခဲ့တယ်ဆိုတာပြောလို့ရပါမလားမရဘူးเนาะအဲ့တော့အတိတ်ကဘလို့ပုံစံမျိုးနဲ့ပဲပြုတ်ခဲ့ပစ္စုပန်ဘဝမှာကံကိုပြုတ်ပြင်ယူလို့ရတယ်အဲ့တော့လွယ်ကူကူလေးကတော့ဦးဇင်းပြောခဲ့တဲ့စောကအတိုင်းပါပဲเนาะအဲ့တော့ကုသိုလ်6မျိုးကိုနေ့စဉ်သာပြုတ်သွားတယ်မှာနေ့စဉ်ပြုတ်လာလို့ရှိလို့ရှိရင်ထူးခြားလာပါလိမ့်မယ်เนาะတစ်လပြည့်တဲ့ကနှစ်လပြည့်တဲ့ကကိုယ့်ကိုပြန်သုံးသက်ကြည့်ဘာတွေထူးခြားလာလဲတကယ်လို့ထူးခြားလာတယ်เนาะသိန်းထောင်တွေဘာတွေပေါက်တယ်ဆိုလို့ရှိရင်လည်းဦးဇင်းကိုလှမ်းအကြောင်းချလိုက်အောင်ပေါ့เนาะဝမ်းမြောက်အောင်ပါเนาะအဲ့တော့ထူးခြားလာပါလိမ့်မယ်ဘလောက်ပဲကံနေဆိုဒီကုသိုလ်6မျိုးနဲ့သာပြုပြင်ယူလိုက်ပါစိုးနေတဲ့ကံတွေကနင်းနေငါသွားဆိုပြီးတော့မှလွင့်ထွက်သွားပါလိမ့်မယ်เนาะအဲ့တော့လူရင်းကတော့ကုသိုလ်6မျိုးကိုသာမှန်မှန်ပြုသွားပါကောင်းကျိုးတွေဖြစ်လာပါလိမ့်မယ်ဒါလို့ဆိုရင်အသင့်ပြည့်စုံတော့ပါပြီဦးသိန်း